Hello အားလုံးပဲမင်္ဂလာပါနော်ဒီနေရာလေး screen ရှင်းပေးပါမယ် Okay ဒီချက်တို့ဒီမှာတွေ့တဲ့အတိုင်းပဲ Hello မြင်ရတယ်ဟုတ်ကျမ်းမျက်နှာမြင်ရတယ်ဟုတ်မြင်ရတယ်နော် Okay အဲ့တော့ဒီချက်တို့ကဒီနေ့ Hello အတန်းရောကြားရရလား Address ကြီးအတန်းကြားရရလားဒီဟုတ်ကဲ့ကြောက်အေးဟုတ်ပါပြီအဲ့တော့ word processing ကိုချက်တို့ကြည့်ရအောင်ပေါ့နော် word processing မှာဆိုလို့ရှိရင်ဒီကျတို့ကဟိုတနေ့တော့ဒီကျစာအုပ်လေးတုပ်ပေးခဲ့တယ်အဲ့စာအုပ်လေးကိုဒီကျပြခဲ့တာပေါ့နော်အဲ့တော့ဒီမှာကတော့ဒီကျတို့ဒီ word processing နဲ့ပတ်သက်ပြီးတော့မှဒီကျတို့ enter and edit test ဆိုတဲ့ဥစ္စာပေါ့နော်အဲ့ဒါကာစာဆိုတဲ့ဟာလေးကဒီကျတို့တစ်ခါလေမှာ IB I ကာစာလို့ခေါ်တယ်ပေါ့နော်အဲ့ဒါလေးတွေကဒီလိုမျိုးမိတ်တုံနဲ့ဖြစ်နေတာလေးနောက် keyboard ဆိုတဲ့ဥစ္စာပေါ့နော်ဒီမှာ WRD word ဆိုပြီးဒီကျ word file တစ်ခုဖွင့်လိုက်တာပေါ့ဖွင့်လိုက်တဲ့အခါကျရင် blank document တစ်ခုယူလိုက်ပြီးဒီမှာမိတ်တုံဖြစ်နေတဲ့ဥစ္စာလေးဒီဒါပါလဲဆိုလို့ရှိရင်ဒါလေးကိုထည့်တော့ကာစာလို့ခေါ်တယ်ဒီမှာရွေးနေတဲ့ဥစ္စာလေးက I ပုံစံလေးမလို့ I beam လို့ခေါ်ပါတယ်နောက်က keyboard ပေါ်မှာဒီ macbook ဆိုရင်တော့ return ပေါ့နော်ဒီကျတော့ရိုးရိုးကွန်ပျူတာဆိုရင်တော့ window ပေါ့enter ပေါ့နောက်တစ်ခုကဘာလဲဆို space bar ရှိမယ် cap lock ရှိမယ်နောက်တေးတွေက key လေးတွေပေါ့ backspace ရှိမယ် delete လုပ်တာ shift လုပ်တာ insert နှိပ်တဲ့ key tab နှိပ်တဲ့ key တစ်ချက်ခုန်မြင်လို့ရှိရင် tab key ကိုနှိပ်ကြတယ်ပေါ့ဒါလေးတွေကကျွန်တော်သိပြီးသားပါအဲ့တော့find and practice using all of the key တွေအကုန်လုံးကို practice လုပ်ပါဆိုတော့ဒီဟာတော့ teacher တို့ကလုပ်လို့မရနောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင် teacher တို့ခုဒီမှာစပြီးတော့မှဘာကိုစပြီးတော့လုပ်မလဲဆိုလို့ရှိရင် teacher တို့ spelling grammar ကိုစပြီးတော့မှ check လုပ်ပါတော့အဲ့တော့ teacher တို့ဒီမှာ word processing ကျွန်တော်စပြီးသင်တဲ့အခါကျတော့ဘယ်အနေစပြီးသင်လဲဆို word processing ကိုမစခင်မှာ teacher တို့ကဘယ်ကိုသွားပြီးသင်မိလဲဆိုလို့ရှိရင်ခုနကတော့ပြောခဲ့တဲ့ဒီထိတ်ဆုံးမှာရှိနေတဲ့စာသားတွေပေါ့နော်စာသားတွေကိုအရင်ဆုံးစပြီးတော့မှလုပ်ရပါတယ် party invitation card တို့ပါတော့အဲ့ဒါတွေအရင်ဆုံး teacher တို့ကစမ်းကြည့်တာပေါ့နော်စမ်းကြည့်ပြီးတဲ့အခါကျတော့မှ activity 1ကိုစပါတယ်ဒီတော့ teacher တို့က Microsoft Office Word ထဲမှာ play တို့ကိုအရင်ဆုံးစမ်းပြခြင်းတဲ့ဥစ္စာပါလဲဆိုလို့ရှိရင် teacher တို့ကဒီမှာ birthday invitation card ကို teacher စမ်းပြခြင်းတာပါအဲ့တော့အဲ့ထဲမှာဒီဥစ္စာပေါ့နော် new ဆိုပြီးတော့ခေါ်လိုက်တဲ့အခါကျလို့ရှိရင် BIRTH BIRTHY birthday ပေါ့နော်အဲ့တော့ဒီလို birthday လို့ကြည့်လိုက်လို့ရှိရင်ဒီမှာ birthday ကတ်တွေအများကြီးကြိုက်တဲ့ birthday ကတ်ကိုယူလိုက်ပါယူပြီးသွားတဲ့ခါကျလို့ရှိရင်ဒီမှာနော်ဒီစိတ်ပဲကြိုက်တဲ့ birthday ကတ်ကိုယူလိုက်ယူပြီးသွားလို့ရှိရင်အဲ့ဒီ birthday ကတ်ကိုဒီလိုဘာနဲ့သိမ်းမလဲဆိုရင် please come and join with us ဆိုပြီးတော့စာသားလေးတစ်ခုထည့်ရေးပါဒီတော့ insert ထဲကနေပြီးတော့မှဒီလိုဘာထည့်ယူလိုက်လဲဆိုလို့ရှိရင် insert ထဲမှာ test box ရှိတယ် test box တစ်ခုယူလိုက်အဲ့တော့ test box တစ်ခုယူလိုက်လဲရတယ်နောက်တစ်ခုကဒါမှမဟုတ်လို့ရှိရင်ဒီမှာတကယ်တော့ကအခြားစာသားနဲ့ရေးချင်လဲရအဲ့တော့ဒီမှာကတော့ဒါရိုးရိုး happy birthday ဆိုပြီးတော့ရေးထားတာဒီအောက်မှာတကယ်တော့က PLEASC please ပေါ့နော် come and join us ဆိုပြီးတော့မှဆိုတော့ဒီလိုမျိုးရေးလို့ရပါတယ်အဲ့ဒါကိုဒီချက်ကစင်တာပေါ့နော်အလဲကိုပို့လိုက်မယ်ပြီးတော့ enter လဲခောက်လိုက်အောင်မယ်ပေါ့နော်ပြီးတော့သူ့ကိုဒီချက်စာသားနည်းနည်းလေးဖောက်ဆိုင်ကြီးလိုက်မယ်ပေါ့နော်ပြီးရင်ဒီချက်တို့ဘာရေးမှာလဲဆိုတော့ဘယ်နေ့ရက်ရဲ့နာရီရဲ့အချိန်ရဲ့ရေးမယ်ပေါ့နော်နေ့ရက်ကတော့ဒီချက်တို့က25နော် NOVEMB က November 2025ဘယ်နာရီလဲဆိုလို့ရှိရင်6 p.m. to 9 p.m. ပေါ့နော်အဲဒီမှာ FEDONE လောမို့ DONAHOT ရဲ့ဟိုဒီလိုမျိုးရေးလို့ရပါတယ်ဟုတ်ပြီနော်ဆိုတော့ဒါဒီပါလဲဆိုလို့ရှိရင်ဒီချက်ကဒီမှာ invitation birthday invitation ကတ်တစ်ခုကိုဒီချက်က create လုပ်လိုက်တာပေါ့နော်ဒီလိုပုံစံမျိုးပါအဲ့တော့အဲ့ဒါလေးအရင်လုပ်ကြည့်ပါ save လုပ်မယ်ဘယ်ထဲမှာသိမ်းမလဲဆိုလို့ရှိရင်ခုနကတော့ပေးထားခဲ့တဲ့ဒီ ICT ထဲမှာပဲဒီကျလိုပါရှိမလဲဆိုလို့ရှိရင် section J ဆိုပြီးဒီကျလိုလုပ်ခဲ့တာရှိတယ်အဲ့ဒီထဲမှာ create folder ဆိုပြီးတော့မှ chapter 15ဆိုပြီးတော့ create လုပ်လိုက်ပါအဲ့ဒီ chapter 15ဆိုတဲ့ထဲမှာ happy birthday ဆိုပြီးတော့မှ birthday card ဆိုပြီးတော့မှဒီကျလိုကသိမ်းပါဟုတ်ပြီနော်ဘာလို့သိမ်းမလဲ BIRDHGY birthday CARD card ဆိုပြီးတော့မှဒီကျလိုသိမ်းပါရမယ်နော်ရမလားကလေးတို့ကဲဒါလေးအရင်လုပ်ကြည့်ပါ
နာမည်ရေးလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့နာမည်ရေးလို့ရပါတယ်ဗတိကတ်မှာလေကိုပို့လို့ရတယ်နော်လေကိုပို့လို့ရပြီးတော့စက်လုံးလေးတွေကိုကနုတ်ထွင်းထားတဲ့စက်လုံးလေးတွေရေးလို့ရတယ်Teacher, do we have to do the same background photo as you or no? no need you Okay. can as you like Teacher, that background photo is a template, yeah. yes
ဟဲ့လိုပြီးသွားပြီလားပြီးသွားရင်ပြပါအောင်နော်မြန်လေးပဲနော်တီချာပြမယ်တမ်ပလိတ်ပဲကိုယ်တိုင်ဆွဲစရာမလိုဘူးနယူးရဲကနေခုနတီချာဘတ်ဒေးကတ်ဒီမှာတော့လားသားတို့သမီးတို့ကြိုက်တဲ့ဥစ္စာကိုရွေးပြီးကိုယ့်ရဲ့နာမည်လေးရဲ့နော်နေ့ရက်လေးရဲ့ချိန်လေးရဲ့နေရာလေးရဲ့ထည့်လိုက်ရင်ရပြီပို့ပေးပါနော်ဟုတ်
โอเคကဲနောက်တစ်ခုထပ်လုပ်ကြည့်ရအောင် party invitation လေးပေါ့နော်အဲ့တော့ party invitation လေးရကြတော့ဒီချက်လို့ဒီမှာ new ထဲမှာ party 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 invitation ဆိုပြီးရှာလိုက်ရင်ရတယ်အဲ့ထဲမှာလည်းခုနကပြောသလိုပဲကိုကြိုက်တဲ့ template ကိုကိုယူပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒီဘက်ကဟာကိုပဲသုံးဒီဘက်ကဟာကိုပဲသုံးကိုကြိုက်တဲ့ design ကိုကိုသုံးမှာဒီမှာ party invitation ဆိုပြီးတော့မှာဘာရေးမလဲဆိုလို့ရှိရင်ခုနကတော့ပေါ့နော် party invitation ပေါ့ you are invited to celebrate with us ဒီမှာနေဆွဲတွေကိုပြောင်းမယ်ဟုတ်ပြီနော်နေဆွဲတွေကိုဘယ်လိုပြောင်းမလဲဆိုတော့တီချာတို့ကတော့ဒီနေရာမှာသူ့ကို21စာအခြား date ကိုရေးမှာပေါ့နော်အခြား date ကိုရေးပါမယ်သူကဖြတ်လိုက်ရင်အကုန်လုံးပါသွားတယ်ဖြတ်လိုက်ရင်အကုန်လုံးပါသွားတဲ့အခါကျတော့အဲ့ဒီဥစ္စာကိုဒီမှာပေါ့နော်မှာတီချာတို့က25နော်ခုနကတော့လိုပဲ NOVEMB November 2025ပေါ့နော် street address number instruction အဲ့ဒါတွေကြတော့ number 1 main road နော်အဲ့ထားတာနော် YANGO ရန်ကုန်ပေါ့နော်ဒီလိုမျိုးတီချာတို့ရေးလိုက်တာပေါ့မှာဖြစ်Royal Hotel ရန်ကုန်ပေါ့နော်ဒီလိုမျိုးရေးလိုက်ပါမယ်နောက် please bring နော်ဘာတွေလာမလဲဆို ticket ပေါ့နော်ဒီမှာ ticket ယူလာရမယ်ဆိုလို့ရှိရင်လေ please bring TICKET ticket ယူလာမယ်နောက်ပြီးရင် RSVP2 ဆိုပြီးတော့မှ RSVP2 ဘယ်သူ့ကိုဆက်သွယ်ရမလဲဆိုဖုန်းနံပါတ်ပေါ့နော် Mr. SMIT Smith ပေါ့နော်plus 959 123 456ပေါ့နော်စာရှိသဖြင့်လိုမျိုးရေးထားတာပေါ့နော်ဆိုတော့လိုမျိုးလေးဒီချက်တို့တစ်ချက်လောက်လုပ်ကြည့်ပါအဲ့တော့ဒီနေ့ကတော့ဘာတွေကိုသင်တာလဲဆို template တွေကိုသင်တဲ့အပိုင်းပေါ့နော် template သွားမယ်ပြီးရင်ဒီဘက်က data file လေးနည်းနည်းသွားတယ်ပေါ့နော်ဖုန်းမြတ်ဒီချက်စီမပို့ပါသေးဘူးเนาะ average နဲ့ဆိုရင်လည်းပို့ပြပါရခုနအဟောင်းလေး
โอเคကဲဒါဆိုလို့ရှိရင်ဒီချေတို့နည်းလေးဆက်ကြည့်ရအောင်ပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ဒီပုံလေးသေချာကြည့်ပါဒါလေးကဗာလဲဆိုတော့ဒီချေတို့ကကလန်ဒါထုတ်တဲ့ဥစ္စာလေးပေါ့နော်ဒီချေတို့ဒီ file ထဲမှာ new လို့ခေါ်လိုက်ပြီးတော့မှCALENDAR ပေါ့နော်ကလန်ဒါဆိုပြီးတော့မှရေးလိုက်တဲ့အခါကျလို့ရှိရင်ဒီမှာပုံစံတွေအများကြီးထွက်လာတယ်အဲ့ဒီကလန်ဒါတွေကနေပြီးတော့မှကြိုက်တာသုံးလို့ရဥပမာဒီ January ဆိုတဲ့ကလန်ဒါသုံးလို့ရတယ်လို့ဒီမှာ photo ကလန်ဒါလည်းသုံးလို့ရတယ်ကြိုက်တဲ့ကလန်ဒါဆိုဥပမာဒီကောင်လည်းသုံးလို့ရတယ်ဒီဇိုင်းတွေကအများကြီးပဲရှိတဲ့ဒီဇိုင်းယူပေါ့နော်ဒီချက်ခုဒါမျိုးလေးသုံးလိုက်တယ်ဆိုလို့ရှိရင်ဒီမှာကိုယ့်ဓာတ်ပုံလေးကိုထည့်လို့ရအဓိကတခါလေကြာရင်ချက်တော့ဘာလုပ်မလဲဆိုတငယ်ချင်းတွေပေါ့နော်တငယ်ချင်းတွေကိုထည့်ပြတယ်ဥပမာ right click ခေါ်ဒီဓာတ်ပုံရဲ့ပေးထားမှာ right click ခေါ်ပြီးတော့မှဒီချက်ဘာလုပ်လိုက်တာလဲဆိုလို့ရှိရင်ဓာတ်ပုံလဲလိုက်တာအဲ့တော့ဒါလေးရင်ပို့ပေးမယ်ပြုလုပ်ပုံပြုလုပ်နည်းကိုရင်ပို့ပေးမယ်ပေါ့နော်အဲ့တော့ဒီချက်တကယ်ချင်းမွေးနေဆိုဒီချက်တော့ပဲသူ့ဓာတ်ပုံလေး12ခုစောင့်လိုက်တာပေါ့12ခုရှာလိုက်တာပေါ့ရှာပြီးသွားတဲ့ခါကျလို့ရှိရင်ဒီချက်ကအဲ့လိုမျိုးလေးအများနဲ့လုပ်ပေးတယ်ဒီထဲထဲမှာဆိုတာဟာပေါ့နော်ဒီချက် picture တွေပေါ့picture နမူနာပြောင်းလိုက်ရင်ဒါပကံပုံလေးဖြစ်သွားဒီလိုမျိုးလေးပေါ့နော်အဲ့တော့ဒါဆိုရင်တစ်ခုချင်းစီဒီချက်ကိုလိုက်ပြီးတော့ပြောင်းလို့ရပါတယ်နော်ဒါအပြင်ဒီချယ်တို့ကလေတိလားဘာလုပ်လို့ရသေးလဲဆိုဒီထဲမှာလေဒီ template ထဲမှာဒီချယ်တို့ကဒီဇိုင်းပြောင်းလို့ရတယ်ဒီအယောင်တွေပေါ့နော်ကိုကြိုက်တဲ့အယောင်ကိုသွားပြောင်းလို့ရတယ်နော်ဟုတ်ပြီလားဆိုတော့အဲ့ဒါတော့ဒီချယ်မလုပ်ပြတော့ပါဘူးဒါလေးပဲဒီချယ်လုပ်ပြလိုက်နော်ကလင်ဒါလေးလုပ်ကြည့်ပါဦးနော်ဒီဟာလေးလုပ်ချင်လဲရတယ်ဒါမှမဟုတ်ကျွန်တော်တို့ကအဲ့ဒါမကြိုက်ဘူးဒီလိုမျိုးပေါ့နော် LEN ရဲ့ကလန်ဒါကြတော့တချို့ကြတော့လဲဒီလိုအပြည့်ပါတာကြိုက်တယ်ကွယ်ဒီလိုအပြည့်ပါတဲ့ဥစ္စာမျိုးပေါ့နော်ဒီလိုအပြည့်ပါတယ်ဒါလေးကဒီဇိုင်းပုံလာတယ်ဒီချယ်ရေးဆိုရင်ဒါလေးလုပ်ချင်လဲရတယ်ဒီဓာတ်ပုံလေးကိုဒီချယ်တို့ကပြင်လိုက်ရမယ်ခုနဒီချယ် change picture floor file နဲ့မှာဒီမှာ background ဆိုတဲ့ပုံလေးရှိအဲ့ဒါလေးပြောင်းပြီးထည့်လိုက်နော်ကြိုက်တာလေးသုံးပါနော်ဟုတ်ပြီလားတီချေကတော့တီချေတငယ်ချင်းကိုအဲ့လိုလုပ်ပေးဘူးတယ်တီချေတငယ်ချင်းကသူကဒီဇင်ဘာမှာမွေးတာဆိုတော့အများနဲ့သူ့ကိုတီချေဒီဇင်ဘာမွေးတဲ့သူဆိုတော့2000နဲ့ဆိုတော့2025ဒီဇင်ဘာဆိုလို့ရှိရင်သူ့မွေးနေ့ရ2026အတွက်ကိုဟိုပါဘောနော်2026အတွက်ကိုကလန်ဒါလေးလုပ်ပေးဖြစ်တယ်အဲ့လိုမျိုးခုနှစ်တွေပါရေးလို့ရတယ်ဒီကောင်တွေကလေးကဘယ်ဒီဇိုင်းရယ်ဘာ
โอเคကဲဒါဆိုလို့ရှိရင်ကျတို့ဒါလေးတွေကတော့ template လေးတွေပေါ့နော်ဒီချက်တော့ဒီမှာ don't save ပေါ့နော် don't save နဲ့ဒီချက်သိမ်းပါတယ်ဒါတော့သမီးတို့ကတော့ဒီမှာသိမ်းလို့ရတယ်ပေါ့နော်ဥပမာဖြစ် party invitation ဆိုလို့ရှိရင် party invitation လို့သိမ်းပါ birthday cake ဆို birthday cake လို့သိမ်းမှာပေါ့နော်အဲ့တော့ဘာဖြစ်လို့ template တွေကိုသင်ရရလဲဆိုရင် तू ကဒီအောက်မှာ formatting တွေပြီးတဲ့အခါကျလို့ရှိရင် template ပိုင်းတွေသွားထားတယ်ပေါ့နော်အဲ့တော့ဒီ title ထဲမှာလည်း template ကိုသူကပြောထားတဲ့အတွက်ကြောင့်မို့ teacher တို့က template ကိုသင်တာဒါပေမဲ့ကြိုပြီးတော့သင်လိုက်တာပေါ့နော်အဲ့တော့အခုဒီမှာ test ဆိုထဲမှာသင်တဲ့ဥစ္စာတွေတက်ပို့ပြီးတော့မှတာတဲ့ဥစ္စာတွေကိုချစ်တို့ကထည့်သင်ရတယ်အဲ့တော့ပထမအဆုံးသင်ရမယ့်ဥစ္စာကိုတစ်ချက်လောက်ကြည့်ရအောင်ပေါ့နော်ဟုတ်ပြီလားအဲ့တော့ file တစ်ခု teacher တို့ခေါ်လိုက်တယ်အဲ့ဒီ file တစ်ခုခေါ်ပြီးသွားတဲ့အခါကျရင်အဲ့ဒီ file ကို teacher တို့ကဘာလုပ်မလဲဆိုလို့ရှိရင် save လုပ်ပါမယ်save လုပ်မယ်ပေါ့နော်ဒါပါလဲဆို chapter 15ထဲမှာပဲtest test document လို့ဆိုတဲ့နာမည်နဲ့တင်လိုက်ပါမယ်တင်ပြီးတော့ teacher တို့ကဒီနေရာမှာဘာလို့ရေးမလဲဆိုလို့ရှိရင် teacher တို့ ICT လို့ရေးပါမယ် information and COMMUNIC လို့ communication TCHNOLOG ပါ technology ဆိုပြီး teacher ရေးပါအဲ့တော့ teacher တို့ပထမဦးဆုံးဒီ home ဆိုတဲ့ tab ကိုအရင်ထားပါမယ်ထဲမှာတော့ new ဆိုတာအသစ်ခေါ်တာ open ဆိုတာရှိပြီးသားအဟောင်းတွေကိုဖွင့်တာ information ထဲမှာ password တွေပေးလို့ရတာဒီမဲ့ save ဆိုတာသိမ်းတာပြီး save as ဆိုတာအခြားနာမည်နဲ့သိမ်းတာ print ဆိုတာ print ထုတ်တာဒါတွေအကုန်လုံးသိမယ်ပေါ့နော်ဒါကတော့ teacher တို့အများစုကသိပြီးသားဖြစ်တဲ့ကြောင့်လို့ဒီမှာအပေါ်ထပ်မပြောတော့ဘူးအဲ့တော့ teacher တို့ဒီနေရာမှာ home tab ထဲမှာ copy paste ဆိုတဲ့ဥစ္စာကြီးအဲ့ဒါကိုရင်ပြောပြပါမယ်အဲ့တော့ဒီဥစ္စာကိုဒီ information and communication technology ကို copy ကူးလိုက်တယ်အဲ့တော့အစတော့က copy မကူးခင်တော့ဆက်လက်မှတ်မထားခင်တော့က paste နဲ့ format ပိန်တာပဲဟိတဲ့ဒီ active ဖြစ်နေပြီးတော့မှ cut နဲ့ copy နဲ့က hidden ဖြစ်နေရပေါ့နော်အဲ့တော့ information and communication technology ကိုဆက်လက်မှတ်လိုက်တဲ့အခါမှာ cat ကဘာဖြစ်လဲဆိုလို့ရှိရင် teacher တို့ပေါ်လာတယ်ပြီးရင်ဒီမှာဆိုလို့ရှိရင် copy ကလည်းပေါ်လာတယ် hidden ဖြစ်နေရတာနေ active ပြန်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ cat ဆိုတာကတော့ဖြတ်ပြီးကူးတာပါ copy ဆိုတာကတော့ပွားပြီးကူးတာပါအဲ့တော့ဒီချက်က copy ကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားတဲ့ခါကျရင်အောက်မှာကာစာချလိုက်ပြီးတော့မှ paste ဆိုပြီးနေတယ် paste ဆိုပြီးနေတယ် paste ဆိုပြီးနေတယ်ဒါဒီ paste လုပ်တာနောက်တစ်ခုက teacher ကဒီဥစ္စာကိုဒီမှာ၄ခုရှိရပါတော့ copy ကိုဆက်လက်မှတ်လိုက်တယ် cat လို့နှိပ်လိုက်တယ် cat ဆိုပြတ်သွားပြီပြီးတော့မှ paste လုပ်တယ်ဆိုရင်ဖြတ်ပြီးတော့ကူးတာပါအဲ့တော့ CUT cat ကဖြတ်ပြီးကူးတာ COP က copy ကပွားပြီးတော့ကူးတာပါโอเคဒီလောက်ထိရမယ်လို့ထင်ပါတယ်အဲ့တော့အဲ့ဒီအပိုင်းပြီးသွားတဲ့အခါမှာသူ့အောက်မှာ hidden ကိုဖွင့်ထားလို့ရတယ်ဒီ hidden button ကိုနှိပ်လိုက်တဲ့အခါမှာ paste တို့ clear တို့စသဖြင့် clipboard တို့ပြီးရင်အများကြီးပဲပေါ်လာလိမ့်မယ်ဒီမှာ option ဆိုတဲ့ဥစ္စာတွေရှိမယ်ပေါ့နော်ကဲဒါလေးတစ်ချိန်ကနေပြန်ဖိတ်လိုက်ပါโอเคနောက်တစ်ခုကြည့်အောင် teacher တို့ကဒါဆိုရင် teacher တို့ဒီဥစ္စာပေးထားတဲ့စာသားတွေပေါ့နော်စာသားတွေမှာ teacher တို့က2မျိုးရှိပါတယ်အများသောအားဖြင့် serif ဆိုတာရှေးအပြောင်းနဲ့ဒီ sans serif ပေါ့နော် teacher တို့က SAN SERIF sans serif နဲ့ SERIF ဆိုပြီး serif ဆိုပြီးတော့2မျိုးရှိပါတယ်အဲ့တော့ဒီစက်လုံးနှလုံးကိုအရင်ဆုံးကြီးလိုက်ပါအဲ့တော့ sans serif ဆိုတဲ့ဥစ္စာဘယ်လိုဟာမျိုးပြောရလဲဆိုလို့ရှိရင် Arial တို့ Calibri တို့เนาะ Helvetica တို့လိုမျိုး teacher တို့ပဓာနာတို့လိုမျိုးဒီလိုမျိုးအဖြောင်တိုင်းဖြစ်နေတဲ့ဥစ္စာကိုပြောတာပါဟုတ်ပြီနော် serif ဆိုတာဘယ်လိုဟာမျိုးကိုပြောရလဲဆိုရင် Time New Roman တို့ Georgia တို့လိုမျိုးဒီလိုမျိုးစက်လုံးရဲ့ထောက်မှာဒီစက်လုံးရဲ့ထောက်မှာဗာလေးတွေပါလဲဆိုဒီလို stroke ကလေးတွေပါတယ်ဒီလို stroke ကလေးတွေပါတဲ့ဥစ္စာကို serif အမျိုးအစားလို့ခေါ်တယ်ဓကောင်တွေအားကြတော့အဖြောင်เนาะဒီကောင်တွေကအဖြောင်ပဲဒီမှာတွေ့လားအဖြောင်ပဲသူ့မှာဘာမှမပါဘူးအဲ့ဒါကို sans serif အမျိုးအစားလို့ခေါ်တယ်အဲ့တော့စာမေးပွဲမှာ sensory အမျိုးအစားပြောင်းမှာ sensory အမျိုးအစားပြောင်းမှာဆိုလို့ရှိရင်သူက teacher တို့ကိုဘာလုပ်ခိုင်းတာလဲဆိုလို့ရှိရင်ဒီ sensory ထဲမှာပါတယ်ရှိလဲ area ARIA ရဲ့ area ရှိမယ် VEDENA ပဓာနာဆိုတဲ့ဥစ္စာရှိမယ်ဥပမာအဲ့လိုဟာမျိုးတွေပေါ့နော် area ရှိမယ်ပဓာနာရှိမယ်ပြီးရဲ့ခါကြလို့ရှိရင် teacher တို့က Helvetica ပေါ့နော်Calibri လည်းရတယ် Helvetica လားမသိဘူးဒီချက်ဒါကတော့မသေးကြဘူးပေါ့နော်သေချာတဲ့ပဓာနာကိုဒီချက်ပြောပြရမယ်ဒီမှာ VERDANA เนาะ VERDANA ပေါ့နော်ဒါကပါလဲဆိုလို့ရှိရင် AB ဟုတ်ပြီเนาะဒါဘာမျိုးစားလဲဆိုရင်သူတို့ရဲ့ပုံစံလေးတွေကဒီလိုမျိုးလေးတွေမှာပဓာနာဆိုရင်ဒီလိုဟာမျိုးလေးเนาะနောက် serif ကကြတော့ဗာလဲဆိုရင် times time new roman ပေါ့နော် time new roman ပြီးရင်ဒီချက်တို့က GEORGIA ဂျော်ဂျီယာလိုဟာမျိုးပေါ့အဲ့တော့ time new roman ကဘယ်လိုဟာမျိုးကိုပြောရလဲဆိုလို့ရှိရင်ဒီချက်ဒီမှာပြမှတ်တာ time new roman ဒါ time new roman ပဲဂျော်ဂျီယာဆိုတာဘယ်လိုဟာမျိုးကိုပြောရလဲဆိုရင် GEORGIA ဒီမှာ
နော်ဂျော်ဂျီယာဆိုလို့ရှိရင်ဒီလိုဟာမျိုးလေးသူလည်းပဲအချွန်လေးတွေရှိရမယ်အဲ့ဒါမျိုးပြောတာပေါ့နော်အဲ့တော့တီချာတို့ဒါဆိုရင် font အမျိုးအစားတွေကိုတီချာတို့နားလည်ရပါဟုတ်ပြီနော်နောက်တစ်ခုကကြတော့အဲ့ဒီ font တွေထဲမှာ font ရဲ့ size တွေပေါ့နော် font ရဲ့ size ဒီမှာဆိုရင်ဒါဘယ်လောက်တော့48ဒါဆိုဘယ်လောက်လဲ28ဒါဆိုရင်ဘယ်လောက်လဲတီချာထပ်လျှော့လိုက်မယ်26 20 24ဟုတ်ပြီနော်တီချာတို့ဒီမှာပါလဲဆို26ဒီကောင်ဆိုလို့ရှိရင်20လောက်တီချာတို့ချလိုက်မယ်ဒါဆိုရင် font size လည်းအမျိုးမျိုးရှိတယ်ဆိုတာကိုတီချာတို့သိရမယ်ဒါဒီဘယ်လောက်လဲဆိုလို့ရှိရင် FONT font size ကဘယ်လောက်လဲဆိုလို့ရှိရင်ဒီချာတို့ဒီကောင်က28ဒီကောင်ရဲ့ font size ကဘယ်လောက်တော့သူ့ရဲ့ font size ကဒီပေါ်မှာပေးထားတယ်သူ့ရဲ့ font size က font ကဘယ်လောက်လဲဆိုလို့ရှိရင်48ဆိုပြီးတော့သူကပေးထားပြီးသား font size တွေဒီချာတို့အမျိုးမျိုး adjust လုပ်လို့ရOkay ဒီလိုနဲ့ဒီချာတို့ကဒီစာသားလေးကိုဒီချာအောက်မှာ control C ဆိုပြီးတော့မှအောက်မှာ control V ဆိုပြီးတော့မှတစ်ခုကူးပါမယ်။ဘာလို့ချင်လို့လဲဆိုလို့ရှိရင်ဒီဟာလေးတွေကကြတော့ font ကဘာလို့သွားလဲဆိုရင်ကြီးသွားတာတဖြည်းဖြည်းနဲ့ကြီးသွားဒါဆိုရင်သေးသွားတာပေါ့နော်ဒါမျိုးကိုပြောချင်တာပါ။အဲ့တော့အရင်ဦးဆုံးဒီမှာကပြချင်တာကဒီကောင်လေးပေါ့နော်ဒါဒီပါလဲဆိုရင် change case တွေအမျိုးမျိုးရှိတယ် change case မှာဒါ standard case နဲ့သွားမယ်ဒါ standard case ပဲဒုတိယတစ်ခုကဘာလဲဆို lower case နဲ့သွားမယ်နောက်တစ်ခုကဘာနဲ့သွားမလဲဆိုလို့ရှိရင်ကျတို့ upper case နဲ့သွားမယ်နောက်တစ်ခုကိုဒီကျတို့ဘာနဲ့သွားမလဲဆို capitalize တွေ issue ANAM မှာအကြီးဖြစ်သွားမယ်နောက်တစ်ခုကိုဘာနဲ့သွားမလဲဆိုပြီးသွားပြီလားtoggle နဲ့ teacher တို့သွားမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေး teacher တို့ကမှတ်ထားပါတယ်ဒါကသူ့ကိုဒါပြောင်းလိုက်တာပေါ့နောက်တစ်ခုကဒါကဘာလုပ်တာလဲ bold ဒါကဘာလုပ်တာလဲ italic ဒါကဘာလုပ်တာလဲ underline တာ underline ကိုမှ teacher တို့က line မျိုးမျိုးတားလို့ရတယ်တစ် line လားနှစ် line လားအတော့ line လားရိုးရိုး line လား dash line လား dot line လား double line လားစသဖြင့်ပြောင်းလို့ရပါတယ်ဒါလေးကတော့အလယ်ကနေဖြတ်လျက်ဆိုတဲ့ဟာမျိုးလေးပေါ့ okay နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် H2O လိုမျိုးเนาะအဲ့ဒါမျိုးဆိုရင် teacher တို့က2ကိုအောက်ချခြင်းတဲ့အခါမှာ Sanskrit ကိုသုံးပါတယ်နောက်တစ်ခုက x square plus y square equal to z square ဆိုတဲ့ပုံစံမျိုးအဲ့လိုအခြေအနေမျိုးမှာ teacher တို့ကဒီ2ဆိုတဲ့ဟာလေးအပေါ်ကိုတင်းနေတယ်ဆို superscript ဆိုတဲ့ဒီဟာလေးကိုသုံးရပါတယ်ဟုတ်ပြီနော် okay ဒါအပြင် teacher တို့က font နေဆိုလို့ရှိရင်လည်းအဲ့လိုပဲဒီမှာ font ရဲ့ design ပေါ့နော် font design တွေ teacher တို့ typography လို့ခေါ်ပါတယ်အဲ့ဒါတွေ teacher တို့အမျိုးစုံအောင်လို့မလုပ်လို့ရလဲဆိုလို့ရှိရင်ပြောင်းလို့ရတယ်နောက်ဒီမှာဆိုလို့ရှိရင်လည်းဒါမျိုးတွေပေါ့နော်ဒီဇိုင်းတွေကအများကြီးပဲကိုကြိုက်တဲ့ဒီဇိုင်းတွေပြောင်းလို့ရပါဟုတ်ပြီနော်โอเคနောက်တစ်ခုကဘာလဲဆို highlight တာပါတေချာကြည့်ပါဒီမှာပေးထားတဲ့ဥစ္စာဒါပါလဲဆို highlight ပါဒါပါလဲဆို highlight ပါအဲ့ highlight နဲ့ဒီဘက်မှာပေးထားတဲ့ shading နဲ့မတူပါဘူး shading ကတစ်တန်းလုံးအပြည့်သွားတာဖြစ်တယ် highlight ကကြတော့စလုံးရှိသလောက်ပဲသွားတာပါမတူဘူးပေါ့နော်ဒါတွေကတော့ဘာလဲဆိုရင် font color တွေပါဒီဥစ္စာတွေကို teacher တို့ကဘာလုပ်ပြီးသားလဲဆိုလို့ရှိရင် clay တို့အကုန်လုံးသိထားပြီးသားပါဟုတ်ပြီနော်ဒါတွေကတော်တော်များများသိပြီးသားဟာတွေပေါ့နော်အဲ့တော့ဒါဆိုရင်ဒီဘက်ချမ်းမှာရှိတဲ့ဥစ္စာကတော်တော်များများ teacher တို့သိသွားပါပြီအဲ့တော့ဒီတစ်ခွက်ပဲပေါ့နော်ဒီတစ်ခွက်ပဲဒါကိုတချို့ကဆွဲထုတ်လိုက်လို့ရှိရင်တော့ကျန်တာလေးတော့နည်းနည်းရှိသေးတာပေါ့နော်အဲ့တော့ဒီမှာဒီတစ်ခွက်ပဲရှိသေးတယ်အဲ့တော့အဲ့ဒီတစ်ခွက်ကိုအရင်စမ်းကြည့်ကြအောင်ပေါ့နော်ဟုတ်ပြီလားဒီချက်ဒီဟာလေးကိုဒီမှာ screenshot လေးပို့ပေးပါမယ်ဒါလေးကိုစမ်းကြည့်မယ်ပေါ့နော်
Hello အဆင်ပြေကြရလားဟုတ် Everest ရေ ဟုတ်ချင် ဒါတော့မှဒီထဲမှာဒီဟာတွေမပါသေးဘူးပေါ့နော်ခုနကတော့ထဲမှာဒါလေးတွေဆိုရင်တီချာတို့ bullet point လေးတွေယူလို့ရတယ်နော်ဒါလို့ bullet point ယူတဲ့အခါမှာတို့တီချာတို့ဘာလုပ်လို့ရလဲဆို list level bullet တွေပြောင်းလို့ရတယ် second level တို့ပြီးရဲ့အခါကျရင်ဒီလို bullet point တွေထဲမှာ third level တို့ပြောင်းလို့ရတယ်နော်နောက်တစ်ခုကဘာလဲဆိုအဲ့လိုဟာမျိုးကိုပဲကျတို့ဒီနေရာမှာ1 2 3ပြောင်းလို့ရတယ်ကျတို့ list level ဆိုလို့ကျွန်တော်တို့ဒီဇိုင်းတွေအများကြီးပဲပေါ့နော် list level ဆိုရင်ဒီလိုအတွင်းထဲ level တွေအထိတီချာတို့ကဘာလုပ်လို့ရတယ်ဆိုလို့ရှိရင်တက်စစ်မီတက်စင်ကျတို့ပြောင်းသွားလို့ရတယ်ပေါ့နော်နောက်ဒါလေးတွေကတော့တီချာတို့ကဒီမှာသူဆိုလို့ရှိရင် left align ဒါဆိုရင် center align ပေါ့ဒါဆိုရင် right align ထားလို့ရတယ်နောက် justification ကြတော့စက်လုံးတွေကိုခက်ပြီးပဲအညီထားတာပေါ့နော်ဒါမျိုးတွေလုပ်လို့ရတယ်နောက်တစ်ခုက line spacing တွေပေါ့နော်ဒီရှေ့က line spacing တွေဆိုလို့ရှိရင်တီချာတို့ဒီမှာ 1.5 ထားတာ1ထားတာနောက်သူတို့ကြားထဲမှာဆို line spacing ကို 2.0 ထားတာစသဖြင့်အဲ့လိုမျိုး line spacing တွေကိုဒီချက်တို့က share ထုတ်ပလိုက်လို့ရတယ်ပေါ့နော်ဒီလိုမျိုးလေးတွေအဲ့လေးတစ်ချက်လုပ်ကြည့်ပါနော်ဒီကောင်တစ်ချက်2ထားလိုက်မယ်2.5လောက်2လောက်ထားလိုက်မယ်နော်အဲ့လေးတစ်ချက်စမ်းကြည့်ပါလဲလမားဖြစ်နေလေသမားဒီတစ်ဖက် နှာခေါင်းမနိုင်ဘူးဒီโอเคကဲဟုတ်ပါပြီသားတို့သမီးတို့ရေတီချာတန်းစင်းမေးလိုက်ပါတော့မယ်နော်ဟုတ်ပြီလားချေတို့နောက်တစ်ပတ်တွေ့ပါမယ်ဘိုင်ဘိုင်拜拜。